Hello အားလုံးမင်္ဂလာပါဗျအခုမြင်နေရတော့အင်္ဂလိပ်အပြည်တန်ဖြစ်ပါတယ်ဒါ American English အပြည်တန်မှာအင်္ဂလိပ်စာလေးလာသူတယောက်အနေနဲ့အပြည်တန်ကဘယ်လောက်အရေးပါပါသလဲbeginner ကလေးတွေ elementary ကလေးတွေဆိုရင်တော့ဒါအပြည်တန်မလို့သေးပါဘူးသူတို့ကအပြည်တန်လဲသုံးနိုင်တဲ့ level လည်းမဟုတ်သေးဘူးပေါ့သူတို့ level အပြည်တန်ကတော့ picture dictionary တော့ရှိပါတယ်ဒါပေမဲ့ခုလိုမျိုး learners အပြည်တန်တွေသုံးနိုင်ဖို့ဆိုရင်အနည်းဆုံး pre-intermediate level လောက်ရှိမှသုံးနိုင်တာဖြစ်ပါတယ်ဆိုတော့အထက်တန်းကျောင်းသားအရွယ်သမုတ်ကြီးထွဲအောင်မိသားတက္ကသိုလ်တက်နေတဲ့အရွယ်ဘွဲ့ရအရွယ်တွေပေါ့ဒါဆိုရင်သုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအပိဓာန်ကိုဘာအတွက်သုံးတယ်လဲတိတ်ပဲသိဖို့မင်းင်းသိဖို့တခုတည်းပဲလားမဟုတ်ပါဘူးအပိဓာန်ကမင်းင်းသိုံတည်းမဟုတ်ဘဲနဲ့အပိဓာန်ကိုကြည့်လို့ရှိရင်အတန်အတွက်အတိအကျသိရမယ်နောက်အဲ့ဒီကြည့်တဲ့စကားလုံးရဲ့ parts of speech သိရမယ် noun ဆိုရင်လည်း countable uncountable verb ဆိုရင်လည်းသူရဲ့ transitive intransitive သူနောက်ကလိုက်တဲ့ preposition တွေ verb form တွေစတဲ့ဆိုင်ရာအားလုံးကြည့်လို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒါတင်ပဲလားမကပါဘူးကိုကြည့်လိုက်တဲ့စကားလုံးရဲ့သူနဲ့တွဲသုံးရတဲ့ collocations တွေ idioms တွေ phrasal verbs တွေနမူနာဝကျခေါင်းတွေအများကြီးလေ့လာလို့ရပါတယ် synonym နဲ့ antonym တွေအဲ့ဒါကျွန်တော်တို့ကအပိဓာန်သုံးတတ်ပြီဆိုလို့ရှိရင်ဒါ independent learner ဖြစ်သွားတာပါဆရာမလိုတော့ဘဲနဲ့ကိုယ့်ဘာသာကိုအင်္ဂလိပ်စာကိုလေ့လာနိုင်တဲ့အဆင့်ကိုရောက်ရှိသွားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့က pre-intermediate သို့မဟုတ် intermediate level သင်ပြီဆိုလို့ရှိရင်အပိဓာန်ကြည့်တတ်အောင်သင်ပါတယ် phonetics အခြေခံတွေသင်ပါတယ် phonetics အခြေခံသိမှလည်းအပိဓာန်ကသုံးတတ်တာဖြစ်ပါတယ်အတန်အတွက်ကနားလည်မှာပေါ့လေဒါဆိုရင် phonetic symbol တွေမသိဘဲနဲ့ရောအပိဓာန်သုံးလို့မရဘူးလားဆိုရပါတယ်ကျွန်တော်တို့ဖုန်းတွေထဲမှာထည့်ပြီးတော့သုံးလို့ရတဲ့ application တွေရှိပါတယ်ဒါကျွန်တော်သုံးနေတဲ့အပိဓာန်လေးတွေပါဒါတော့ဒီနေ့ခေတ်မှာလောလောကူကူနဲ့ရနေကြပါပြီလူတိုင်းမှာလည်းအင်္ဂလိပ်စာလေ့လာတဲ့လူတိုင်းမှာလည်းဒါတွေရှိနေပါပြီနာမည်ကြီးဆုံးကတော့ဒီ Oxford နဲ့ Cambridge ဖြစ်ပါတယ်အခုကျွန်တော်ဒီမှာပြထားတဲ့အပိဓာန်ကကျွန်တော်တရုတ်ပြည်ကနေဝယ်ထားတာဖြစ်ပါတယ်ရန်ကုန်မှာဆိုရင်ဒီစာအုပ်ရဲ့ဈေးက2သိန်းကျော်နေပါပြီစာအုပ်ဈေးတွေကြီးပါတယ်ဒါကျွန်တော်တရုတ်ပြည်ကနေမှာတာယွမ်85ကျပ်ပဲကျပါတယ်မြန်မာငွေနဲ့ဆို9000လောက်ကျတယ်ပေါ့ဗျာတန်ပါတယ်အဲတော့ဒီမှာဒါ original ဖြစ်ပါတယ်စာရတာအကောင်းမှာ copy မဟုတ်ပါဘူးဒါ printed in China ပေါ့ဒါကိုကြီးရဲ့ကျေးဇူးနဲ့ကျွန်တော်တို့အပိဓာန်ကောင်းတအုပ်ကိုဈေးချိုချိုနဲ့သုံးနိုင်တာဖြစ်ပါတယ်ပြီးတော့ independent learner ဖြစ်ဖို့အတွက်ကျွန်တော်တို့အပိဓာန်သုံးတတ်ဖို့လိုပါတယ်စာတွေဖတ်ရင်းနဲ့ကိုမသိတဲ့မင်းလေးတွေကိုရှာကြည့်မယ်အဲ့ဒီစကားလုံးတွေရဲ့တွဲသုံးလေးသုံးတာရှိတဲ့ phrase တွေစကားစုတွေ collocation တွေ idiom တွေမှတ်မယ်ပြီးရင်မှတ်စုစာအုပ်ထဲမှာချရေးမယ်ပြန်ပြီးတော့ review လုပ်မယ်ဆိုရင်ဒါကိုက self study လုပ်ရင်းနဲ့ independent learner ဖြစ်သွားမှာပါ
ဒီတော့မိတ်ဆွေတို့ရောဘယ်လိုအပိဓာန်တွေကိုသုံးပါသလဲအပိဓာန်တွေကိုဘယ်လောက်ထိသုံးဖြစ်ပါသလဲလွတ်လပ်စွာငင်းခုန်ဆွေးနွေးနိုင်ပါတယ်ကျေးဇူးပါ